အဆက်ရတော့အများကြီးကောပါပြီဒါတော့200ကျော်ကောပါပြီဒီတသေးလေးကို200ကျော်ကောပါပြီကျမတို့အိမ်ဝရတာတသေးလေးပါရှင်ကြည့်ပါဦးအိမ်တကာသူလားဆောအရင်နဲ့ဖီပါမလားဒါကဲကြည့်ပါဦးတသေးလေးဒါကြတော့ဖျားခန်းတသေးလေးအဲ့ကတသေးလေးမဒါဗီဒီယိုထားအောင်မယ်အဲ့ကတလောက်ပဲရှိတယ်ကျမတို့အိမ်လာမလဲနဲ့အဲ့တဲ့နေရာမရှိဘူးဒါကအမေတို့အဲ့တဲ့နေရာဒါကျမအဲ့တဲ့နေရာတသေးလေးရယ်ဒါဗီဒီယိုထားအောင်မယ်မိဖို့ကြောင့်လည်းတသေးလေးပါပဲအဲ့ပစ္စည်းလေးဆိုတော့လေအကုန်လုံးအဆင်ပြေအောင်လုပ်ထားရတာပဲဒါမိဖို့ကြောင့်ဒါပကံဆေးတဲ့နေရာဒါထမင်းလေးချက်တဲ့နေရာပြီးလို့ရှိရင်ဒါထမင်းစားတဲ့နေရာမေးစားတဲ့နေရာဒီဘက်မှာကျတော့ဒီဘက်မှာကျတော့ရေချိုးပဲအိမ်တာလောက်ရအောင်မယ်အခုကကျတော့မလောက်သေးဘူးပေါ့နော်ပတ်စံမရှိတော့လောလောဆယ်ဒါပြီးအောင်တော့မနေလောက်ထားရတာဒါဒီရေချိုးပဲအိမ်တာလောက်ဖို့ထားတာပါကျမအိမ်ပစ္စည်းလေးပြီးပါတော့မယ်ရှင်